မင်းတွေးဘူးလားဘာလို့ Enderman တွေကရေကိုဒီလောက်တောင်ကြောက်နေရတာလဲဆိုတာဒီလောက်တန်မာတဲ့တရဝတကောင်ကရိုးရှင်းတဲ့အရာတစ်ခုကနေထွက်ပြေးနေတာဟာတာမန်တော့မဟုတ်ဘူးပြီးတော့အဲ့ဒီအကြောင်းပြချက်ကမင်းထင်ထားတာထက်ပိုပြီးတော့ဝမ်းနည်းဖို့ကောင်းနေနိုင်ပါတယ်သူတို့ဘာဖြစ်ခဲ့လဲဆိုတာငါပြောပြမယ်ဒါပေမဲ့မင်းရဲ့လက်တန်းလေးကိုပဲတုံးပြီး like ပေးတာနဲ့ subscribe လုပ်တာကိုလုပ်နိုင်မယ်လို့တော့ငါမထင်ဘူးနော်theory တစ်ခုအရတော့ Enderman တွေဟာတစ်ချိန်ကမင်းနဲ့ငါလိုမျိုးကစားသမား players တွေဖြစ်ခဲ့ကြတယ်လို့ဆိုကြတယ်သူတို့ဟာဖောတော်တစ်ခုတိဆောက်ပြီးတင်းကနေထွက်ပြေးဖို့ကြိုးစားခဲ့ကြပေမဲ့လမ်းမသွားပြီးထာဝရအမှောင်ထုထဲကိုပြုတ်ကျသွားခဲ့ကြတယ်သူတို့ဟာဟင်းလင်းပြင် The Void ထဲကိုပြုတ်ကျသွားခဲ့ပြီးနောက်ဆုံးမြင်လိုက်ရတဲ့အရာကတော့သူတို့ရဲ့အပေါ်တော်တော်ဝေးကပုံမှန်ကဘာကြီးမှာရွာချနေတဲ့မိုးရေစက်တွေပဲဖြစ်တယ်အဲ့ဒီအချိန်ကစပြီးသူတို့ဟာလူသားတွေဖြစ်ကနေရက်စဲသွားခဲ့ပြီးနေ့ရက်တွေရဲ့အကျဉ်းသားတွေဖြစ်သွားခဲ့ကြတယ်အဲ့ဒီအချိန်ကစလို့သူတို့အပေါ်ကိုကျလာတဲ့ရေစက်တိုင်းဟာသူတို့ရဲ့ခန္ဓာကိုယ်ကိုတင်မဟုတ်ပဲသူတို့ရဲ့ဝိညာဉ်ကိုပါလောင်မြိုက်စေခဲ့တာဖြစ်ပါတယ်